ဖက်နက်လောကမှာ challenge assumption လုပ်ချက်ကြီးကမှဒါ ugliest you ever လို့အဝေဖန်ခံရတာကနေ fashion trend ဖြစ်တည်ကိုအောင်မြင်သွားတဲ့ case study တစ်ခုအကြောင်းကိုပြောပြကိုယ့်ရဲ့စစ်မှန်မှုအတွက်တောင်းပန်နေစရာမလိုဘူးဆိုတဲ့ခံယူချက်ကတော့အရန်ကိုရှင်းလင်းပြတ်သားသလိုအတူယူစရာလည်းကောင်းတယ်ဒါကြောင့်လဲ fashion one way ပေါ်ကနေခွဲစိတ်ခံတဲ့အထိနေရာသုံးစီးနိုင်တဲ့တစ်ခုတည်းသောဖက်နက်ဖြစ်လာဒါကဖက်နက်တရံကနေရာတစ်ခုတည်းအတွက်ပဲအသုံးဝင်နေဆိုတဲ့အစင်လာအယူဆတွေကိုအောင်မြင်ရိုက်ချိုးပြလိုက်တဲ့ iconic brand တစ်ခုရဲ့စွန့်သားကန်းတွေပဲ cross ရဲ့မူလရွေချက်ကလေပေါ်မှာချော်မလဲပဲစီးနိုင်မှုတဲ့တီထွင်ခဲ့တာဗျရေစုံခံရမယ်မချောရဘူးတဲတောင်မြေပေါ်မှာလမ်းလျှောက်ရင်လည်းအဆင်ပြေရမယ်စသဖြင့်ပေါ့ဒါကြောင့်လည်းပထမဆုံးထုတ်တဲ့ model ကို the beast လို့နာမည်ပေးခဲ့တာဒါပေမဲ့ cross ကိုအကြီးတန်းဆုံးသောဖက်နက်ရည်စရာအကောင်းဆုံးသောဖက်နက်ဆိုပြီးဝိုင်းဝေဖန်ကြတယ်ဝေဖန်မှုတွေကပုံမြင့်တဲ့မြင့်လာပြီးဝေဖန်သူတွေထဲမှာ fashion icon တွေ celebrity ရဲ့အစားပါလာတယ်ဒါပေမဲ့ဒီ extreme disagreement တွေကြောင့်ပဲ cross ပေါ်လူစိတ်ဝင်စားမှုအခြေအနေကအမြင့်ဆုံးထိရောက်သွားတာလူတွေကမကြိုက်လို့ပဲဖြစ်စေအမြင်ကက်လို့ပဲဖြစ်စေ cross ကြောင့်ပဲပြောနေကြအခြားတစ်ဖက်မှာကြတော့လေခွဲစိတ်ဆရာဝန်တို့စပေါ်မှုတို့လိုမျိုးအချိန်အကြာကြီးမတက်ရက်ပြီးအလုံးလုံးရတဲ့သူမျိုးတွေက cross ရဲ့တက်တောင်တက်တာရှိတဲ့ခံစားချက်မျိုးကိုသဘောကျကြ2019နောက်ပိုင်းမှာတော့ cross ကိုယ်တိုင်ကသူတို့ရဲ့ strategy ကိုပြောင်းလဲပြီး we are cool because we don't care ဆိုတဲ့ ID ကိုပုံဖော်ဖို့ကြိုးစားလာမြန်မာလိုပြန်ရရင်ဂယုမဆိုင်တက်လို့ကိုငါတို့ကအထာကျနေရဆိုတဲ့သင်္ကေတမျိုးဒီ strategy ကိုအကောင့်ထဲပေါ်ဖို့အတွက် post Malone တို့ Justin Bieber တို့လိုမျိုးခက်မိုက် fashion icon တွေ Balenciaga လိုမျိုး high fashion brand တွေနဲ့ collaboration လုပ်ပြီးဈေးကြီးသော cross တွေကိုထပ်ထုတ်တယ်ဖက်နက်မှာတက်ဖို့အတွက် Jip Biz လို့ခေါ်တဲ့အပေါက်ပါအစိုးတွေကိုထုတ်ပေးပြီးဖက်နက်ကိုကိုယ်တိုင်စိတ်တိုင်းကြ personalize လုပ်နိုင်အောင်ဖန်တီးပေးတယ်ဒီ strategy ကြောင့် cross ရဲ့တက်တောင့်တက်တာရှိတဲ့ခံစားချက်ကိုကြိုက်နေတဲ့မူလပိတ်သက်တွေအပြင် anti fashion identity ကိုပုံဖော်ခြင်းနဲ့လူငယ်ပိတ်သက်တွေကိုပါထပ်ပြီးဆွဲဆောင်နိုင်ခဲ့ဒီလိုနည်းနဲ့ cross ကဖက်နက်နဲ့ပတ်သက်ပြီးလူတွေရဲ့စိတ်ထဲမှာဆွဲနေတဲ့ assumption တွေကိုတစ်ခုပြီးတစ်ခု challenge လိုက်လုပ်နေရင်းနဲ့အောင်မြင်တဲ့ fashion brand တစ်ခုဖြစ်လာခဲ့ကျွန်တော်မြင်တာကတော့ cross တာပုတ်ခံယူချက်ကိုရဲတင်းတင်းစုပ်ကိုင်မထားပဲပိတ်သက်တွေဝေဖန်မှုနောက်ကိုရှောက်လိုက်နေမယ်ဆိုရင်ဒီနေ့ဒီချိန်မှာဒီလိုနေရာကိုရောက်လာစရာအကြောင်းကိုမရှိဘူး challenge assumption ဆိုတာက customer တွေခေါင်းထဲမှာပိတ်မိနေတဲ့အယူဆအဟောင်းတွေကိုရှောက်ပွေးပြီးပြန်စိန်ခေါ်ရတဲ့သဘောမျိုးပဲအစပိုင်းမှာတော့ဝေဖန်ခံရကောင်းခံရနိုင်ပေမဲ့အောင်မြင်မှုရသွားရင်ဘယ်သူနဲ့မှမတူတဲ့ reward တွေကိုထူးခြားခံစားရနိုင်တယ်ကျွန်တော်ကိုအောင်တော့ကို challenge ဆန်းလုပ်ကြည့်နေတယ်ဗျာခင်ဗျားတို့ဘယ်လုပ်ငန်းအကြောင်းကိုထပ်သိကျင်လဲသိကျင်တဲ့လုပ်ငန်းအကြောင်းကို comment မှာဝင်ရေးခဲ့ဒါနဲ့စကားမဆက်ကျွန်တော်ဖက်နက်ကလေးလှလာ